တခါတရံမှာကဘာကြီးကသူတောင်းစားလို့တတ်မှတ်ထားတဲ့သူဟာတကယ်တော့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်နေတတ်ပါတယ်ဒီလူမှာဖက်နဲ့တဆုံဝယ်ဖို့တောင်ပိုက်ဆံမရှိပေမဲ့တကယ်တော့သူဟာဘီလီယံနာသူထေးကြီးတဦးပါသူဟာမြို့ပြရဲ့မြင့်မားတဲ့အဆောက်အုံတွေကိုကြည့်ပြီးလမ်းသွားလမ်းလာတွေကိုဒါတွေအားအောင်ငှပိုင်နေရဲ့လို့ပျော်ပျော်ပါးပါးပြောနေခဲ့တာကြောင့်လူတွေကသူ့ကိုအယူလို့ထင်နေကြပါတယ်သူဟာသူ့ရဲ့ကိုယ်ပိုင်ကုမ္ပဏီစီကိုတန်းတန်းမတ်မတ်သွားပြီးငါ CEO နဲ့တွေ့ကျင်တယ်လို့ပြောလိုက်တဲ့အခါအဲ့ဂျိုကပြုံးပြီးခဏဆောင်ဖို့ပြောပါတယ်သူဟာကဘာကျော်နေဖြစ်တဲ့သူ့ရဲ့ကုမ္ပဏီအကြောင်းတွေကိုထိုင်ဖက်နေရင်ခဏကြာမှာတော့လုံခြုံရေးတွေရောက်လာပြီးသူ့ကိုအယူသူတောင်းစားဆိုပြီးအပြင်ကိုမောင်းထုတ်ပါတော့တယ်ဒါငါကုမ္ပဏီလေးမင်းတို့ကငါ့ကိုမောင်းထုတ်ရဲ့ပေါ်လို့ပြောပြီးအံ့ဩသွားပါတယ်သူပြန်ဝင်ဖို့စူးစမ်းပေမဲ့လုံခြုံရေးတွေကထပ်တားရဲ့ခါမှာတော့သူဒေါသထွက်လာပါပြီးသူ့ရဲ့အခြေအနေကစုပ်ပြတ်နေပေမဲ့သူ့ရဲ့ခွန်အားကတော့ကဘာကြီးကိုတောင်လက်တစ်ဖက်ထဲနဲ့မလို့ရပါတယ်စက္ကန့်ပိုင်းတွင်းမှာတင်လုံခြုံရေးတွေကိုမြေပြင်ပေါ်လဲကျသွားအောင်နှိမ်နင်းလိုက်ပါတယ်သူ့နာမည်ကဒေးဗစ်ပါသူဟာရှို့ဝက်ဆန်းကျဲတဲ့ကွန်လွန်တောင်နှန်းရဲ့တပိတ်တူဖြစ်ပြီးမတည်နိုင်တဲ့ငကားစွမ်းအင်တွေကိုရရှိထားသူပါသူ့ရဲ့လက်သီးထဲမှာစွမ်းအင်တွေစူးစီးလိုက်တဲ့အခါသူဟာဘယ်သူမှရှင်လို့မရတဲ့စူပါဟီးရိုးတစ်ယောက်ဖြစ်သွားပါတယ်သူဟာ CEO ရုံးခန်းထဲကိုဝင်သွားတဲ့အခါအထက်ကလူကကြောင်ကြည့်နေတော့မှပဲအမျိုးသမီးတစ်ယောက်ရောက်လာပါတယ်သူမကတော့ဒေးဗစ်ရဲ့ငယ်သူငယ်ချင်း join ပါသူမနဲ့အတူသူငယ်ချင်းဟောင်းဝက်လည်းရှိနေပါတယ်ဒေးဗစ်ကဝမ်းသာအားရနှုတ်ဆက်ပေမဲ့သူတို့ကတော့ဒေးဗစ်ကိုအယူတစ်ယောက်လိုပဲသတ်မှတ်လိုက်ကြတယ်ဒေးဗစ်ကမင်းတို့အဖေနဲ့စကားပြောချင်တယ်လို့ပြောလိုက်တဲ့အခါဝက်ကဒေါသထွက်ပြီးလုံခြုံရေးတွေခေါ်ဖို့ပြောပါတယ်အဲ့ဒီမှာ join ကမင်းမသိသေးဘူးလားငါတို့အဖေဆုံးသွားတာ12နှစ်တောင်ရှိပြီနေလို့ပြောလိုက်တဲ့အခါဒေးဗစ်တစ်ယောက်တုံ့လုပ်သွားပါတယ်လွန်ခဲ့တဲ့15နှစ်ကဒေးဗစ်တို့မိသားစုဟာကိုပိုင်လေရင်နဲ့အပန်းဖြေကြီးထွက်ခဲ့ရာကအေဝါတက်တောင်ပေါ်မှာလေရင်ပြတ်ကျခဲ့တာပါလူတွေအားလုံးကဒေးဗစ်တို့မိသားစုတည်ပြီလို့ထင်ခဲ့ကြပေမဲ့အခုတော့သူတောင်းစားပုံစံနဲ့လူကအမွေဆက်ခံသူပါလို့ပြောပြီးပေါ်လာတာကိုဘယ်သူမှအတိအမှတ်မပြုချင်ကြပါဘူးလုံခြုံရေးတွေရောက်လာတဲ့အခါမှာတော့ဒေးဗစ်တယောက်ငြိမ်ငြိမ်လေးပဲထွက်လာခဲ့ပါတယ်တက်လေကားထဲမှာတော့လေရင်ပြတ်ကျခဲ့တဲ့အတိတ်ကပုံရိပ်တွေဟာခေါင်းထဲမှာပြန်ပေါ်လာပြီးသူအခုပြန်လာတာကအမွေတွေရဖို့တင်မဟုတ်ပဲသူ့မိဘတွေတည်ဆုံးမှုရဲ့နောက်ွယ်ကအမှန်တရားကိုရှာဖွေဖို့ပါသူ့ရဲ့အိမ်ဟောင်းကြီးစီကိုရောက်သွားတဲ့အခါတော့ဟောင်းကိုရှာတွေ့ရမယ်တော့အိမ်တစ်ကြောင်ဖွင့်မရတော့တာမို့ချန်စီယိုကနေခုံဝင်လိုက်ပါတယ်အိမ်ထဲကအရာအလုံးဟာရင်းနှီးနေတော့မှပဲသူနဲ့သူ့ငယ်ချင်းတွေငယ်ငယ်ကရိုက်ထားတဲ့တပ်ပုံလေးကိုကြည့်ပြီးအတိတ်ကိုပြန်တတိယနေမိတယ်ငယ်ငယ်ကဝက်ရှုံတိုင်းရန်ဖြစ်ခဲ့ရတွေကိုသူပဲသိခံခဲ့ရတာပါအခုတော့သူ့ရဲ့ပိုင်ဆိုင်မှုတွေအလုခံလိုက်ရပါပြီအဲ့ဒီအချိန်မှာပဲအိမ်ရှင်မဖြစ်သူ join ပြန်ရောက်လာတာကြောင့်ဒေးဗစ်ဟာပုံနေလိုက်ရပါတယ်အတင်းတမတက်တည်ပြနေလို့ဘာမှထူးမှာမဟုတ်ဘူးဆိုတာသူအခုတော့နားလည်သွားခဲ့ပြီလေ